တိုက်တလောက်ကျမ်းပါရှင်ဒီဆီယာမကဟော်ရီကိုနီရဲ့ပြုသမျှကိုနှုတ်ဖို့အတွက်လေးဘက်ထောက်ပေးထားပါရဲ့နော်နောက်ကနေလာပြီးကြိတ်တော်မူပါရှင်ဆီယာမမျိုးဝေးရဲ့ခဏနွဲ့မူရလေးတုံးပြီးတော့သူချမ်းချင်တာကိုတားမိလို့စိတ်ဆိုးနေတဲ့ကိုနီကိုလေးဘက်ထောက်ပေးထားပြီးချော့လိုက်ပါတယ်ဒီတော့ကိုနီကဒါမှငါဆီယာမလေးအဲ့ဒါလေးတော့ချစ်နေရတာဆိုပြီးနောက်ကနေကျမ်းမာတော့တယ်ကိုနီတော်လိုက်တာရှင်ကျမနှစ်ပြည်ရောက်နေပြီတော့နာလေးရှင်ဒီအချိန်မှာကြော်မျိုးနိုင်တယောက်ချောင်းကြည့်နေရင်ကနေသူတိတ်ပြီးတော့စိတ်ကူးရင်ကြရတဲ့ဆီယာမကိုចောင်းဆောင်ငနေကပိုးစိုးပတ်ဆက်တွေကြိတ်နေတာတွေ့တော့စိတ်တွေကလည်းပါဒေါသတွေကလည်းထွက်နေအခန်းတကားကိုပြောင်းကနေဖွင့်လိုက်ပြီးတော့ကိုနီခင်ဗျအဲ့ဒါဘာလုပ်တာလဲကျွန်တော်အားလုံးမြင်လိုက်တယ်အစအဆုံးကျွန်တော်အကုန်မြင်တယ်မဟုတ်သေးဘူးကိုနီကျွန်တော်အကုန်ဖွာလိုက်ရမလားဒီပေါင်းငါကောင်ရမင်းရှောက်မလို့ပါနဲ့